အစီချဖြစ်စဉ်မှာပြုလုပ်နေတဲ့ဒီအမိုင်းရင်းစားခုကြောင့်မေ့ဆီရဲ့အစီချဖြစ်စဉ်က slow down ဖြစ်သွားနေတာပါမင်္ဂလာပါ Master Mechanic Page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုနောက်ပိုင်းမှာဆိုရင်အဝလွန်တဲ့သူတွေအစီချခြင်းတဲ့သူတွေကနေ့နဲ့အများပိုပြီးတော့များလာနေပါတယ်သူတို့ရဲ့အဓိက goal ကအစီချရမယ်ခန္ဓာကိုယ်ကမလိုအပ်တဲ့အစီဘိုတွေကို short ချရမယ်ဒါပေမဲ့အဲ့ဒီအတွက်ကိုသူတို့တေချာမှန်ကန်တဲ့လမ်းစဉ်ကို follow လုပ်လာလို့ပြီးလုံးဝမလုပ်ပါဘူးအဲ့ဒီအစားသူတို့ကဘာလုပ်လဲဆိုတော့သူတို့အတွက်ကလွယ်လင်းတခု follow လုပ်လို့ရမယ် diet plan တစ်ခုလိုအပ်တယ်အဲ့ diet plan တစ်ခုတော့သူတို့က free လိုက်တယ် free လိုက်ပြီးတော့ Facebook တွေ YouTube တွေ Facebook group တွေမှာရှာတယ်အဲ့လိုမျိုးရှာတဲ့ပုံမှာဘာအခက်အခဲတွေကြုံတွေ့ရလဲအဲ့ဒီ diet တွေကအဆင်ပြေလောက်လားအဆင်မပြေဘူးလားအလုပ်လုပ်မလားအလုပ်မလုပ်လဲအလုပ်လုပ်လောက်လားအလုပ်မလုပ်လောက်ဘူးလားဆိုတာကိုကျွန်တော်ဒီဗီဒီယိုထဲမှာတစ်ဆင့်တခြားလေးရှင်းပြပေးသွားပါမယ်ပထမဆုံးအနေနဲ့အဲ့လိုမျိုး free လိုက်တဲ့ diet plan တွေကိုတွားပြီးတော့ like follow လုပ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သူတို့အတွက်ကဒါတိတက် customize လုပ်ပေးထားတာမဟုတ်ဘူးသူတို့ရဲ့ BMI သူတို့ရဲ့အသက်အရက် basal metabolic rate ဒါတခုမှမတွက်ဖင်နဲ့သူတို့ကနေသူတို့ general program ပေးထားတာဖြစ်တယ်အဲ့ဒါကို free လိုချင်ပြီးတော့ follow လုပ်တဲ့အခါမှာဖြစ်နေဆိုတော့အဲ့လိုမျိုး diet plan တွေကအရင်က calorie နည်းပါတဲ့အတွက်ကိုခန္ဓာကိုယ်မှာကအချို့ side effect တွေဖြစ်ပေါ်တယ်များသောအားဖြင့်အဲ့လိုမျိုး diet plan တွေထဲမှာကအများဆုံး1200မှ1500 calorie ကရှိလိမ့်မယ်အစီချတဲ့သူတွေလုပ်တဲ့အမားထဲမှာမှဒီဟာကပထမဆုံးအမားဖြစ်ပါတယ်အဲ့လိုမျိုး diet အဲ့လိုမျိုး free diet တွေ follow လုပ်တာကြောင့်ဘာ side effect ဖြစ်ပေါ်လဲဆိုတော့ပြောပြပါမယ်ဒီဟာကပထမဆုံးအချက်ပါ starting at very low calories အဲ့ diet plan တွေမှာဆိုရင် calorie ကမူရင်းကကို calorie 1200မှ1500ပဲရှိလိမ့်မယ်အကယ်၍မိတ်ဆွေရဲ့လိုအပ်တဲ့တနေ့တာ calorie က2500ဆိုပါစို့စတာနဲ့1000 calorie short လာကြောင်းဒီလိုမျိုး side effect တွေဖြစ်လာပါလိမ့်မယ်ပထမဆုံးကဘယ်တော့ပဲဖြစ်ဖြစ်အရင်ကပင်မနွမ်းနေနေလိုမျိုးခံစားရလိမ့်မယ်ဘယ်အလုပ်ပုံမှလုံးနိုင်မှာမဟုတ်ဘူးအမြဲတမ်းကိုပင်မနေလိမ့်မယ်အမြဲတမ်းကိုမှီးချင်နေလိမ့်မယ်တိတ်ပြီးတော့အားမရှိသလိုမျိုးခံစားရလိမ့်မယ်ဒုတိယအနေနဲ့တည်တည်ချာချာ workout လုပ်နိုင်တော့မှာမဟုတ်ဘူးအရင်တော့ကအလေးဝင်ကောင်းကောင်းနဲ့ workout လုပ်နေတယ်တည်တည်ချာချာတပတ်ကူ9ရက် follow လုပ်နေတယ်ဆိုရင်အခုကအဲ့လောက်ထိလုံးနိုင်တော့မှာမဟုတ်အလေးဝင်ကောင်းကောင်းလည်းမှားနိုင်တော့မှာမဟုတ်ဘူးမိတ်ဆွေ workout session မှာလည်းထိခိုက်မှုအကြီးမားရှိနိုင်ပါတယ်တတိယအချက်အနေနဲ့မိတ်ဆွေရဲ့ sexual desire ထိခိုက်နိုင်ပါတယ် sexual desire ဆိုတာကလိင်ဆက်ဆံမှုဆိုင်ရာဆန္ဒညွှန်နေသွားနိုင်ပါတယ်နံပါတ်၄အချက်အနေနဲ့အရန်ကိုအမြဲတမ်းဗိုက်စာနေတယ်လို့မျိုးဆောင်းလောင်နေတယ်လို့မျိုးခံစားရနိုင်မယ်အမြဲတမ်းဆောင်းလောင်နေတယ်လို့မျိုးခံစားရနိုင်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့တနေ့တာလိုအပ်တဲ့ calorie ပမာဏတွေမှာလည်းမစားဘဲနဲ့ကိုကဖြစ်တယ်လို့မျိုးစားနေတဲ့သူတယောက်အနေနဲ့ဒီလောက်ထိ short စားတဲ့ပုံမှာအဲ့တော့အမြဲတမ်းဆောင်းလောင်မှုတစ်ခုရှိနေလိမ့်မယ်အဲ့ဒီပုံမှာတစ်ခါတလေချိုင် over eat လိုတာထပ်ပို့ပြီးတော့အများကြီးစားနိုင်လောက်တဲ့အနေအထားလည်းဖြစ်တတ်ပါတယ်ဒုတိယအမှားယွင်းအနေနဲ့ setting unrealistic goals အဲ့ဒါကတစ်လအတွင်းကိုပေါင်20လောက်ကျခြင်းနဲ့ပေါင်25ပေါင်လောက်ကျခြင်းနဲ့ဆိုပြီးတော့ workout လုပ်မယ်ဆိုရင်ဒီဆန္ဒကမင်းဆွေရဲ့ fitness goal အတွက်အကြီးမားကြီး drawback ဖြစ်ရှိပါလိမ့်မယ်။များများသူတွေကဘာထင်ကြလဲဆိုတော့စချင်းတပတ်မှာနေ6ပေါင်9ပေါင်လောက်ကျသွားတာအနေနဲ့သူတို့ကအမြင်မြင်ချလိုက်လို့ရတယ်လို့ထင်နေတယ်။အမှန်တိုင်းပြောရမယ်ဆိုရင်မင်းဆွေတို့ weight loss လုပ်တာနဲ့စချင်းကျတဲ့ weight ကခန္ဓာကိုယ်ကရေ weight တွေပါခန္ဓာကိုယ်ကအစီတွေမဟုတ်ပါဘူး။အစီချဖြစ်စဉ်ကိုပုံမှန်လုပ်လာပြီး3လလောက်ကြာတဲ့အခါမှာ weight ကလုံးဝတက်လဲမတန်အောက်ကိုဆင်းလဲမဆင်းကျလဲမကျပါတော့အလဲမှာရက်နေတယ်လို့မျိုးရှိလိမ့်မယ်အဲ့လိုမျိုးရက်နေတဲ့အခါမှာမိတ်ဆွေရဲ့မျောလင်းချက်ကိုလက်မလွတ်လိုက်ပါနဲ့မိတ်ဆွေရဲ့ trainer နဲ့တိုင်ပြီးတော့ diet and မိတ်ဆွေရဲ့ workout intensity ကိုနည်းနည်း adjust လုပ်လိုက်မယ်ဆိုရင်မိတ်ဆွေအနေနဲ့ထပ်ပြီးတော့တိုးတက်မှုကိုမြင်ရမှာဖြစ်တယ်တတိယအမှားအနေနဲ့ avoiding carbs completely အဲ့ဒါဘာပြောတာလဲဆိုတော့ကစီဓာတ်ကိုလုံးဝဖျက်ပစ်တာပါကျွန်တော်များများ client တွေကို body transformation လုပ်ပေးခဲ့တဲ့အတွေ့အကြုံတွေပြောရမယ်ဆိုရင်တော်တော်များများ client တွေကသူတို့ဝါသွားတဲ့အကြောင်းရင်းကသူတို့ထမင်းများများစားလာကြောင်းပဲထမင်းများများစားလာတော့သူတို့အမြင်နဲ့ weight တက်လာတယ်လို့ပြောကြတယ်အမှန်တိုင်းပြောရမှာဆိုရင်ကစီဓာတ်ကြောင့်မိတ်ဆွေတို့ weight တက်လာမဟုတ်ပါဘူးမိတ်ဆွေတို့မသိတဲ့အချက်ကကစီဓာတ်က weight မတက်စေပါဘူးအစီဓာတ် weight မတက်စေပါဘူးအသားဓာတ် protein လုံးဝ weight မတက်စေပါဘူးဒါပေမဲ့တင့်အနေနဲ့ဒီကစီဓာတ်နဲ့အစီဓာတ်နှစ်မျိုးစလုံးကိုပုံမှန်ထက်ပိုပြီးတော့တိုးစားလာတဲ့အခါမှာခန္ဓာကိုယ်ကအစီပမာဏအပိုပြီးတော့များပါလိမ့်မယ်အဲ့တော့တင်းနဲ့မျှတတဲ့ပမာဏတစ်ခုထဲမှာစားမယ်ဆိုရင်ဒီဟာကဝိမတက်နိုင်ပါဘူးတရက်ကိုဘယ်လောက်ပမာဏထိ carbohydrate စားသုံးရမလဲဆိုတာကတဦးတယောက်ချင်းစီရဲ့သူတို့ခန္ဓာကိုယ်မှာရှိတဲ့ muscle mass ဘယ်လောက်ရှိလဲဆိုတဲ့ပုံမှာမူတည်ပါတယ်အကယ်၍မိတ်ဆွေက free diet plan တွေလိုက်ပြီးတော့ calorie အရင်နဲ့1200 1500 calorie တွားပြီးတော့စား
သုံးမယ်ဆိုရင်တင်းအနေနဲ့လုံလောက်တဲ့အာဟာရဓာတ်ကိုခန္ဓာကိုယ်ရနိုင်မှာမဟုတ်ဘူးခန္ဓာကိုယ်ကအစီကိုရှင်သန်မှုရန်တရားတစ်ခုအဖြစ်ပဲအသုံးပြုတာအဲ့ဒီပေါ်မှာတင်းအနေနဲ့အပြင်ကနေပြီးတော့ရတဲ့အစားအသောက်ကအရန်ကိုနည်းနေမယ်ဆိုရင်ခန္ဓာကိုယ်ကဘာထင်လိုက်မလဲဆိုတော့အပြင်ကနေပြီးတော့အစားအစာဝင်တာအာဟာရဝင်တာအရန်ကိုနည်းနေတယ်တခုခုပြဿနာရှိတယ်ထင်တယ်အဲ့ဒီပုံမှာငါတို့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အစီတွေကိုလိုအပ်တဲ့ချိန်မှာသုံးမယ်မလိုအပ်တဲ့မသုံးဘူးဆိုပြီးတော့ခန္ဓာကိုယ်မှာအစီကိုစုထားလိုက်မယ်အရန်ကို short ပြီးစားမယ်ဆိုရင်လည်းအစီချတဲ့နေရာမှာခက်ခဲရှိတယ်တင်ကကာဗိုဟိုက်ဒရိတ်ကိုလုံးဝမစားမယ်နဲ့ဖြတ်တောက်ထားတဲ့သူစီတင်အတွက်ကျွန်တော်အမှန်တရားတစ်ခုပြောပြပြပါမယ်ကျွန်တော်ရဲ့အုံနောက်ကလုံးဝအစီပါမယ်အုံနောက်ဆိုတာကကြွသားမဟုတ်ပါဘူးအဲ့ဒီပေါ်မှာသူ့အတွက်က energy ကိုအမြဲတမ်းထောက်ပံ့ပေးနေရမယ်တရက်ကို120 gram လောက် energy ကအသုံးပြုခြင်းခံရတယ်။အုံနောက်ကတရက်ကို carbohydrate 120 gram လောက်ကို energy ဖြစ်အသုံးပြုတယ်။အဲ့ဒီပေါ်မှာအရန်ကို carbohydrate စားတာနည်းပါတဲ့ဆိုရင်ကိုယ့်ရဲ့စဉ်းစားမှုစွမ်းရည်ဆုံးဖြတ်ချက်ချတဲ့စွမ်းရည်တွေမှာအရန်ကိုထိခိုက်နေတယ်။ကိုယ့်ရဲ့အုံနောက်ကထိခိုက်သွားလိမ့်မယ်။အဲ့တော့သတိထားပါ။အဲ့တော့တင်းရဲ့ goal ကအစီချတာတစ်ခုတည်းဆိုရင် carbohydrate ကိုလုံးဝဖြတ်မတော့ပါနဲ့။စရုထအမှားအနေနဲ့ doing only cardio တည်တံ့တစ်ခုတည်းလုပ်ခြင်းတော်တော်များများသူတွေကဘာလို့ cardio ပဲလုပ်ကြတာလဲဆိုတော့ cardio လုပ်ခြင်းကgym မှာသွားပြီးတော့ကျွန်တော်တို့စပိန်နေမယ်ကြာအချိန်နဲ့နေမယ်ပြီးတော့အမြန်နဲ့ပြေးမယ်လမ်းလျှောက်မယ်အပြင်မှာပြေးမယ်အဲ့ဒီခါကျရင်ပို့ပြီးတော့ချွေးထွက်ကြတယ်အဲ့တော့တော်တော်များများသူတွေထင်နေကြတာဘာလဲဆိုတော့ချွေးများများထွက်တာအစီမြန်လောင်ကျွမ်းနေလို့ထင်နေကြတယ်အမှန်မှန်ဆိုရင်ကဘာမှမဆိုင်ဘူးဘာကြောင့်လဲဆိုတော့အခုရှင်းပြပြပါမယ်ချွေးထွက်တယ်ဆိုတာကခန္ဓာကိုယ်ကပူလာတဲ့အခါခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းထားဖို့အတွက်ခန္ဓာကိုယ်ကအပူအေးမြအောင်လုပ်ပြီးဖို့အတွက်ပဲခန္ဓာကိုယ်အထက်မှာပူနေတဲ့အခါချွေးကိုအပြုံထုတ်ပေးတာဖြစ်တဲ့အပူအေးမြအောင်လို့အဲ့ဒီပေါ်မှာချွေးထွက်တာနဲ့အစီချတာအစီများများကျတယ်ဆိုပြီးတော့မဟုတ်ပါဘူးဆိုတင်းရဲ့မိုးကအစီပဲတည်တံ့ချခြင်းတာကြွသားတင်ဖို့မလိုဘူးဆိုရင်တော့မတင်းအနေနဲ့တပတ်ကို2ရက်မှ3ရက်ဝိတ်ထရီမဖြစ်မနေလုပ်ပြီးပါတင်းအနေနဲ့ပို့ပြီးတော့များတယ် muscle mass ကိုမတိဆောက်နိုင်ဘူးမတိဆောက်ချင်ဘူးဆိုရင်လည်းရှိတဲ့ muscle mass ကိုဆိုထိန်းထားလို့ရပါတယ် muscle mass ကိုဘာလို့ထိန်းထားမလဲဆိုတော့အခုပြောပြပါမယ် muscle mass ကောင်းမှုရှိခြင်းကြွသားတူတဲ့ခန္ဓာကိုယ်မှာမြင်မြရှိခြင်းဆိုတာကအပြင်သွားရင်ကျွန်တော်တို့ muscle ရှိကြောင်ကြွားဖို့တော့ပဲမဟုတ်ပါဘူးကျွန်တော်အသက်အရွယ်ကြီးလာတာနဲ့အမြဲကျွန်တော်တို့ရဲ့ကြွသားတူတယ်ပြီးတော့ကျွန်တော်တို့ရဲ့အယုအစစ်တိတ်တိစပို့ပြီးတော့ကောင်းနိုင်မယ်အသက်အရွယ်ကြီးလာတဲ့အခါတော်တော်များများကြုံနေရတဲ့ပြဿနာ sarcopenia လို့ခေါ်တယ်အဲ့ဒီပြဿနာကိုဖယ်ရှားအဲ့ဒီပြဿနာကိုမဖြစ်အောင်လုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်ရဲ့ကြွသားပမာဏတွေကိုခန္ဓာကိုယ်မှာထိန်းထားတာကြောင့်အဲ့ဒီပြဿနာကိုနည်းနည်းကြမ်းကြအောင်လုပ်လို့ရတယ်မင်းဆိုတော့တော်တော်များများမြည်မှုပါလိမ့်မယ်အသက်ရကြီးလာတာနဲ့အများလမ်းခဏလေးရှောက်တာနဲ့မောတယ်ပြီးတော့နည်းနည်းလေးအောက်ကိုထိုင်လိုက်တာနဲ့ခါနာတယ်မထိုင်နိုင်ဘူးအဲ့ဒါတွေအားလုံးကခန္ဓာကိုယ်မှာကြွသားပမာဏနည်းတာကြောင့်ပါတင်းအနေနဲ့အဲ့လိုမျိုးမဖြစ်ချင်ဘူးအသက်ရကြီးတဲ့အထိကောင်းဝင်ကျန်းကျန်းမှကောင်းဝင်ကျန်းကျန်းဟန်ရှိနေတယ်ဆိုရင်တင်းအနေနဲ့တပတ်မှာအနည်းဆုံး3ရက်လောက်ထိကို3ရက်မှ4ရက်ကို workout လုပ်ဖို့ weight training လုပ်ဖို့ recommend ပေးပါတယ်။ sarcopenia အတူကောက်ပြောရမယ်ဆိုရင်အသက်အရွယ်နဲ့ဆိုင်နေအသက်အရွယ်အလိုက်ကြွသားဆုံးရှုံးမှုမဖြစ်ဖို့ကြမ်းကြဖို့ဆိုရင် weight training တပတ်ကို3ရက်မှ4ရက်အထိလုပ်ပြီးမှဒီကအသက်30ကျော်40ကျော်အခုမှတင်းရဲ့ weight loss journey ကိုစမယ်ဆိုရင် weight training တပတ်ကို3ရက်မှ4ရက်ပို့မဖြစ်မနေလုပ်ဖို့လိုပါတယ်။ပစ္စမအချက်နောက်ဆုံးအချက်အနေနဲ့အားလုံးစီမှာမြင်တွေ့ရတဲ့အမှားယွင်းကpoor sleep ရန်ကိုအိတ်ချင်နေတာပါ။ငါအိတ်ချင်ပြီးတော့တရက်ကိုအိတ်ချင်8နိုင်ရှိပြီးတော့ကောင်းတဲ့ quality sleep ကိုရပြီးတော့နောက်နေ့မနက်ထားတဲ့အခါမှာတင်ကလုံးဝ active ဖြစ်ခံစားရလိမ့်မယ်။အဲ့လိုမျိုးမဟုတ်ခဲ့တယ်တင်က9နိုင်ပဲအိတ်ထားတယ်ပြီးတော့တိတိကျကျနည်းနည်းစစ်စစ်လည်းမအိတ်ထားဘူးခဏခဏထားပြီးတော့ပဲပြန်အိတ်ရတဲ့သူမျိုးဖြစ်မယ်ဆိုရင်နောက်နေ့မနက်ထားတဲ့အခါမှာလုံးဝ active ဖြစ်မှာမဟုတ်ဘူးပြီးတော့ဘိုက်လေပူစာတီလိမ့်မယ်ပြီးတော့အချိုအစားအစာတွေပြီးတော့ကိုယ်နဲ့ diet ထဲမှာမပါဝင်တဲ့အစားအစာတွေကိုပို့ပြီးစားကြည့်နေဖြစ်နေလိမ့်မယ်အဲ့ချိန်ခါကျရင်ခဏကိုယ့်ရဲ့အုံနောက်ကသူ့ဟိုကနည်းနည်း active ဖြစ်အောင်လုပ်ရမယ်ဆိုတော့အဲ့ဒီအစားအစာတွေကိုတွားပြီးတော့စားပြီးဖို့အတွက်ပဲညွှန်ကြားနိုင်မယ်အဲ့ဒါကြောင့်တင်းရဲ့ weight loss ဖြစ်စီမှာအကြီးအမားကြီးသူကအနောက်ဆုတ်စေတဲ့ပြဿနာတစ်ရပ်ဖြစ်ပါတယ်အိတ်ဆက်ချင်းကကိုယ့်ရဲ့လုံးစုံချမ်းမှာပြီးတော့ခန္ဓာကိုယ်ကဟော်မုန်းတွေပုံမှန်လဲပတ်ဖို့အတွက်လည်းအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ရှိနေတယ်အဲ့ဒီပုံမှာတင်းနေနဲ့တရက်ကို9နိုင်မှ10နိုင်ပုံမှန်တင်းချစ်ချင်အိတ်တင်ပါတယ်အကယ်၍တင်ကအေးရေးကိုဦးစားမပေးပဲနဲ့ diet နဲ့ workout ကိုပဲတခြားလုပ်ပြီးတော့မင်းရဲ့ fat loss journey ကိုရှေ့ဆက်မယ်ဆိုရင်လည်းတင်းအတွက်တင်းရဲ့ fat loss journey မှာအေးတစ်ခုကတခြားမရှိတာကြောင့်တင်းအတွက်90%လောက်ထိခိုက်မှုရှိနိုင်ပါတယ်အဲ့တော့တင်းရဲ့ sleep routine ကိုလည်းတခြားလေးဂရုစိုက်ပြီးပါ
OD ပြောပြလိုက်သွားတဲ့အချက်အချက်လုံးကပုံမှန်အားလုံးစီမှာအစီချနေတဲ့သူတွေစီမှာတော်တော်များများတွေ့ရတဲ့အမှားယွင်းတွေဖြစ်ပါတယ်ဒီဗီဒီယိုက message တွေအသုံးဝင်ရဆိုရင် like လေးတစ်ချက်ပေးပြီးတော့ကိုနဲ့ဝါသနာတူအစီချခြင်းနဲ့ message တွေအတွက်လည်းပြန်လည်မျှဝေပေးလိုက်ပါ update များကိုတင်တန်းသိရဖို့အတွက် page ကို like and share page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်